Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
လိုရင်ဆန္ဒတွေပြည့်စေဖို့သခန်းဖေးကျက်လောက်ရဲ့ဖေးဘက်ကလောက်တဲ့လူကြီးအသွေးရာလေးရှာခါတိုက်တိုင်းနေတဲ့ဖေးကျော်ဆိုတာဟေးဖေးဟိုက်ဟိုက်โอ้တလားရှိကဲဘေးကြက်တိုင်းမယ်ကဲမောင်ပါဗျာကြက်လောက်မယ်ဆိုရင်ဘေးကြီးဗျာဘေးတွေကလောက်ပြီထဲပဲဟုတ်ပြီဗျာဘယ်သားသမီးကျန်ပါရေးလူကြီးစီးပွားရေးအားလုံးစင်ပြေဖို့အတွက်ဘေးရောက်မှမယ်ဟုတ်လားဟုတ်ပြီဗျာဘေးဘက်ကလောင်းမယ်လူကြီးထဲရအေးဟုတ်ပြီဗျာဖေးကြောကျက်လောက်တော့မယ်နော်သားသမီးများကြီးွားစီဖို့ကျက်လောက်မယ်ဗျာကဲဒုတိယလားစပြီဗျာဟေးကျက်လောင်းဗျာဒုတိယလားကဲဒီယူယုံကြည်ကိုပဲရမယ်ဗျာကဲမောင်မများလည်းဒီချာဒီလာပတ်စံနေလူအောင်မျက်လုံးလေးတွေကပြေးကြဟုတ်ပြီကဲဘေးဘက်ကလောင်းမဲ့လူကြီးအဲ့ဒါတော့အခွင့်အရေးဆိုတာတစ်ခါမရဘူးဗျတစ်ထောင်လူရင်1000ရ1000လို့ပေးရမယ်ဗျာအသိလူရင်တော့ဟဲ့အများကြီးရမယ်ဗျာဘေးမှာချက်လောက်မယ်ဟုတ်လားသမီးကြီးကချက်လောက်မယ်မြင့်ဟဲ့ဟုတ်ပြီဗျာခလားသေးနေတာအလူကဘာလို့ဟဲ့အိုးဟေးသမီးလေးဟုတ်ပြီဗျာဟုတ်ပြီဘေးရလည်းရှိရတယ်ပြောဖလားကြီးလည်းမတက်လောက်ဘူးမောင်းပါများလည်းပတ်စံကောက်ဖို့ကြည့်အေးသမီးတို့ကဲကြက်တိုက်တော့မယ်နော်ဟုတ်ပြီဗျာလာတယ်မလည်းပြည့်နေပြီကဲတဲ့လူရရင်ထက်ရအောင်မယ်ရင်းစီဘူးလူတွေ